အားလုံးပဲမင်္ဂလာပါကျွန်တော်ကလော့ကိုရောက်တော့ coffee ကောင်းတောက်ချင်တာရယ် location လာလေးနဲ့တက်ပေါ်ရိုက်လို့ကောင်းမဲ့နေရာလေးကိုကျွန်တော်တက်တော်အနေရှာပြီးတော့ကျွန်တော်သွားခဲ့ပါတယ်ဒီဆိုင်လေးကတော့ကလော့ကဖေးရဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီဆိုင်ကိုအရန်သဘောကျတဲ့အကြောင်းရင်းလေးအများကြီးရှိပါတယ်ဒီဆိုင်ကကြတော့ view လည်းအရန်လာတယ် coffee လည်းအရန်ကောင်းတယ် coffee ကောင်းတောက်ချင်တော့ဒီဆိုင်လေးကိုမဖြစ်မနေသွားတင်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒီဆိုင်ကိုတော့ကျွန်တော်တော်တော်လေးကိုရှာလိုက်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆိုင်တော့တည်တယ်နောက်မှတည်တာပေါ့နော်ကျွန်တော်တက်တော်ကနေတွေ့တာကိုအဲ့ဒါနဲ့ကျွန်တော် Google Map ကနေထောက်ပြီးတော့တော်တော်လေးကိုရှာလိုက်ရပါတယ်တောင်ဆင်းတောင်တေးတွေအရန်များတဲ့ခါကျတော့သွားရတာကျွန်တော်အတွက်လွယ်ကူမနေဘူးပေါ့နော်ဒီဆိုင်ကိုရောက်သွားတဲ့အချိန်မှာလည်းနေရာတွေကအရန်လာတော့ဘယ်နေရာကိုရိုက်ရမှမသိဘူးပေါ့နော်ကျွန်တော်တို့ဓာတ်ပုံတွေကလည်းသူတည်းရဲ့ချင်းကိုလည်းရဲ့ချင်းဆိုတော့အလူရစ်ပေါ့နော်coffee တွေကိုလည်းကျွန်တော်တို့ကြိုမှာထားလိုက်တယ်ပြီးရင်ကျွန်တော်တို့ရိုက်ချင်တဲ့နေရာတွေရိုက်ချင်တဲ့ view တွေကိုကျွန်တော်တို့တခြားလေးရွေးပြီးတော့တဝါကြီးရိုက်ခဲ့ပါတယ်ခင်ဗျာဒါတော့ကလောကဖေးရရဲ့အပေါ်ထပ်လေးပဲဖြစ်ပါတယ်အပေါ်ထပ်ကနေကြည့်မယ်ဆိုရင်လည်း view တွေကလည်းအရန်လာတယ်တော်တော်လေးကိုလာပါတယ် coffee ကောင်းတောက်ချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကမဖြစ်မနေသွားတင်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးများတင်ပါတယ်အားလုံးတတာ